အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဟင်းတွေအများကြီးချက်တဲ့ချွေးမဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမတို့ကတော့စစ်စစ်တင်ဆက်သူအန်နာပါအမညီမတို့ဒီနေ့ shopping ထွက်ကြရအောင်လမ်းထိပ်မှာရှိတဲ့ shopping mall မှာ discount ချနေရဲဆိုပြီးတော့ပြောနေရသေးလားတကယ်ကို branded အထည်တွေကိုကြီး discount ချတာတဲ့အေးပါသွားမယ်လေသွားကြတာပေါ့ငါလည်းကြားပါတယ်ဒါပေမဲ့ထမင်းကိုတော့အိမ်မှာပဲစားမယ်နော်အပြင်ကအစားအသောက်တွေရှောက်ပြီးတော့စားလို့ဆိုပြီးတော့ငါတော်တော်လေးဘိုက်အောက်နေပြီကိုသိလားရပါတယ်ကိစ္စမရှိဘူးကျမတို့ရဲ့စိမ်းရဲတဲ့လင်ညီမလေးကိုပြောထားလိုက်လေသူချက်ပြုတ်ပေးထားမှာပေါ့အေးလင်ပြောတာမှန်တယ်ဒီအချိန်မှာသူတို့ကလည်းလင်ညီမဖြစ်သူကိုလှမ်းခေါ်ပါတယ်ကိုမလီရေကိုမလင်ဖေးမလည်းနင်းငါတို့ခေါ်နေရအတော်လေးကြာနေပြီနားကန်းသွားတာလားအဝိရှော့နေတဲ့ကိုမအမြန်ဆုံးပြေးထွက်လာခဲ့ပါတယ်ဟုတ်ကဲ့ကျမကိုခေါ်လိုက်ကြလိုက်ခေါ်နေရပေါ့ခေါ်နေရတော်တော်လေးကိုကြာနေပြီနင်မကြားတာနင်ဘာတွေလုပ်နေလို့အဲ့လောက်တောင်မကြားနိုင်ဖြစ်နေရတာလေငါတို့နှစ်ယောက်အခု shopping ထွက်လိုက်အောင်မယ် shopping ထွက်ပြီးပြန်လာတဲ့ခါကျရင်အိမ်မှာပဲထမင်းစားမယ်ထမင်းသေးချာချက်ထားလိုက်အောင်အိမ်မှာပဲဟင်းလေးပဲချက်ထားလိုက်လေဟုတ်ကဲ့ကောင်းပါပြီအမဒါနဲ့ငါ့ရဲ့အခန်းတစ်ခန်းလုံးရှုပ်ရှက်ပွားနေတယ်ငါ့ရဲ့အခန်းကိုလည်းတန့်ရှင်းလုပ်ထားလိုက်အောင်နော်စင်ရတဲ့လင်ညီမဖြစ်သူကိုအမိတ်အာဏာတွေပေးပြီးနောက်မှာနှစ်ယောက်သား shopping ထွက်ခွာသွားခဲ့ကြပါတယ်သူတို့၃ယောက်လုံးကဒီအိမ်ကချွေးမလေးတွေပါချွေးမအကြီးနှစ်ယောက်ကချမ်းသာတဲ့အိမ်ကမိန်းကလေးတွေဖြစ်ပြီးချွေးမအငယ်ဆုံးလေးကတော့စင်ရတဲ့အိမ်ကမိန်းကလေးဖြစ်ပါတယ်ဒါကြောင့်အိမ်မှာလင်ညီမနှစ်ဦးအပြင်ရခမဖြစ်သူကလည်းသူမကိုသဘောမကျပါဘူးကိုမကိုတော့စူဂျာသားရဲ့သားငယ်ဆုံးလေးကသူကိုယ်တိုင်သဘောကျလို့ရွေးချယ်ခဲ့ရပါသူလည်းသဘောကျတဲ့မိန်းကလေးကိုလက်ထပ်ပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်သူမစင်းရဲတယ်ဆိုပြီးသူ့ရဲ့လင်ညီမတွေကအမြဲထုတ်လေးရှိပါတယ်။အနည်းဆုံး၄နာရီလောက်ကြာတော့မှနှစ်ယောက်သား shopping ထွက်ပြီးအိမ်ကိုပြန်လာကြပါတယ်။သူမတယောက်ထင်ပြီးသားစိုးဝဲတွေအတွက်ထမင်းဟင်းချက်ပြုတ်ပြင်ဆင်ထားခဲ့ပါတယ်။ဟင်းတွေကိုလည်းဖွဲ့ရရလေးချက်ပြုတ်ပေးထားပါတယ်။ပဲကိုလည်းအကောင်ဆုံးပဲကိုသာချက်ပြုတ်ပေးထားတာပါ။ပဲဟင်းချက်ပြီးစီတက်တဲ့နေရာမှာထောက်ပတ်မထည့်ထားတဲ့အတွက်ချမ်းသာတဲ့လင်ညီမဖြစ်သူတွေကရခမနဲ့သူမကိုတိုင်ပြောကြပါတယ်။ကိုမကစင်ရဲတဲ့မိန်းကလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ရခမဖြစ်သူကိုယ်တိုင်တော့မှချွေးမလေးကိုသဘောမကျပါဘူး။ဒါကြောင့်သူကလည်းဒေါသတကြီးနဲ့ပြောခဲ့ပါတယ်။ဟဲ့နင်ဒီယိုလာဆန်နင်ကစင်ရဲတဲ့အိမ်ကမိန်းမဆိုတော့ငါတို့ကိုလည်းစင်ရဲတယ်လို့ထင်နေတာလား။အိမ်မှာအရာအားလုံးပြည့်စုံထပေးထားရတာမှဘာတွေကစီးကုန်းနေရလဲ။ဒီနေ့နင်ဟင်းချက်တဲ့နေရာမှာဘာဖြစ်လို့ထောက်ဘက်အတုံးမပြူရကြလဲ။အမေထောက်ဘက်ကုံသွားပြီ။ရှိတဲ့ထောက်ဘက်တွေကိုလည်းကျမတုံးလိုက်ပြီအမေရဲ့။အမေလွန်ခဲ့တဲ့2ရက်လောက်ကပဲထောက်ဘက်အိမ်ကိုဝယ်လာခဲ့တာမဟုတ်ဘူးလား။ဒီလောက်ထိအမြန်သုံးလို့ကုန်သွားတယ်ပေါ့ကြည့်ရတာထောဘတ်တွေကိုသူကိုယ်တိုင်တောင်းနေတာများလားသူရဲ့မိဘအိမ်မှာတော့ကတော့ထောဘတ်ဘယ်တော့မှစားဘူးခဲ့မှာမဟုတ်ဘူးလေမဟုတ်တာအမေရဲ့ထောဘတ်တွေကရှိပါတယ်မနေ့ကတော့ကအမားတို့ကကျမမုတ်အချိုတစ်ခုလုပ်ပေးပါဆိုပြီးတော့ပြောလို့ကျမမုတ်အချိုလုပ်တာမုတ်အချိုကလည်းထောဘတ်တွေအများကြီးတုံးရတော့တုံးရင်းနဲ့ကုန်သွားတာပါနေရအခုငါ့ရဲ့ချွေးမလေးတွေအစားတောက်စားတဲ့ပုံစံကိုတော့လိုက်ပြီးတော့ပြောနေရပေါ့နေတော်တတ်တိရှိပါလားနေရစင်းရဲတဲ့အိမ်ကမိန်းကလေးမို့လို့အခုလိုအပြုတ်မှုတွေကိုလုပ်နေတာအရှက်မရှိဘူးကဲသွားနေရမျက်နှာကိုမြင်ရတာစက်သိမရှိလိုက်တာထွက်သွားစမ်းကဲချွေးမငယ်လေးရေသွားအရင်ဆုံးကုန်းစုံဆိုင်ပိုင်ရှင်ကိုဖုန်းဆက်လိုက်တော့ဖုန်းဆက်ပြီးမှာလိုက်သူဒီနေ့ညနေလောက်ကျရင်တော့ထောပတ်5ကီလိုလာပို့ပေးလိုက်မယ်ကိုမငိုနေရင်းနဲ့မိဖို့ကြောင့်လည်းကိုဝင်သွားခဲ့ပါတယ်သူမဘွားမှာအမြဲတမ်းအခုလိုမျိုးအဆက်တကွဲအကျုံးနဲ့ဖြစ်နေရကြပါပဲဒီလိုနဲ့နောက်ထပ်ရနေငယ်ကြသွားတဲ့ခါမှာတော့အိမ်မှာရှိတဲ့ရောက်ခတီနဲ့ရောက်ခမ2ယောက်လုံးရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ကိုရောက်လာကြမှာပါဒါကြောင့်အားလုံးကလည်းအိမ်မှာပါတီပွဲလေးတစ်ခုကျင်းပဖို့အတွက်စီစဉ်ကြပါတယ်ချွေးမလေးတို့ရေနင်တို့ရဲ့မိဘတွေအကုန်လုံးကိုခေါ်လိုက်နော်ပါတီပွဲမှာသူတို့အားလုံးလာမှပြောစရာကောင်းပါဟုတ်ကဲ့ပါအမေရဲ့ကျမတို့ကလည်းအိမ်ကိုဖုန်းဆက်ပြီးတော့ပြောပြီးသွားပြီဒါနဲ့အမေကိုမလေးရဲ့မိဘတွေကိုရောမဖိတ်တော့ဘူးလားသူအခုချိန်ထိသူ့ရဲ့မိသားစုဝင်တွေကိုမဖိတ်ရသေးဘူးနဲ့တူတယ်ချွေးမကြီးနှစ်ယောက်ရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာရခမဖြစ်သူကလည်းချွေးမအငယ်ဆုံးလေးရှိကိုသွားပြောပါတယ်ချွေးမအငယ်လေးရေငါတို့အိမ်မှာပါတီပွဲလုပ်ဖို့အတွက်ရှိတယ်ငါတို့လင်မယားနှစ်ယောက်ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့အခမ်းအနားလေးအဲ့ဒါနေရဲ့မိသားစုဝင်တွေအားလုံးကိုဖုန်းဆက်ပြီးတော့ဖိတ်လိုက်အောင်နော်ဒါနဲ့ပါတီပွဲလုပ်တဲ့အခါကျရင်တော့ဧည့်သည်တွေအားလုံးစားတောက်ဖို့စားတောက်တွေအိမ်မှာပဲကိုယ်တိုင်ချက်ရမှာနေတော့အချွေးမ3ယောက်ပေါင်းပြီးအိမ်မှာပဲဟင်းတွေအားလုံးကိုစီစဉ်ပြီးချက်ပြုတ်ကြလားတကယ်ပြောနေရလားအမေရဲ့ဟုတ်ကဲ့ဒါဆိုရင်ကျမဖုန်းဆက်အကြောင်းကြားလိုက်မယ်နော်ဒီလိုနဲ့ပဲပါတီပွဲနေ့ကိုရောက်ရှိလာခဲ့ပါတယ်ကိုမလေးရဲ့ရခမအိမ်မှာတော့ပါတီပွဲအတွက်တသေးချာပြင်ဆင်နေခဲ့ပါတယ်အိမ်တစ်ခုလုံးကိုလှပနေအောင်လို့ပြင်ဆင်ထားခဲ့တာပါတနာစရာကောင်းတဲ့အငယ်ဆုံးချွေးမလေးကိုမနက်အစောကြီး4-5နာရီထပ်ပြီးတိမ်လုံးကိုတန်ရှင်းရေးလုပ်ပါတယ်ဒီနောက်သူမတယောက်ထဲမိဖို့ကြောင့်ထဲမှာထမင်းဟင်းတွေအများကြီးချက်ပြုတ်ပြင်ဆင်လိုက်ပါတယ်သူမတယောက်ထဲကသာဧည့်သည်တွေအားလုံးအတွက်ပြင်ဆင်ပေးနေခဲ့တာပါ
ဒီအချိန်မှာသူ့ရဲ့လင်ကြီးမနှစ်ယောက်လုံးကအိယာကနေအောင်ချမလာခဲ့ပါဘူးသူတို့ကတကယ်ကိုအလုတ်တခိုးမာတွေဖြစ်ပါတယ်ရာသီဥတုကပူရတဲ့ကြားတဲ့ဘယ်သူကမိဖို့ကန်နဲ့ဝင်ချင်မလဲအချောင်ခိုးလို့ရနေတော့လေအချောင်ခိုးတာပေါ့ဒါကြောင့်ကိုမလေးတယောက်ထဲထမင်းဟင်းတွေအားလုံးကိုချက်ပြုတ်ခဲ့ပါတယ်ဒါတွေကိုပြင်ဆင်နေတဲ့သူမအနည်းဆုံးအချိန်9နာရီလောက်ပေးခဲ့ရပါတယ်ဒီလိုနဲ့ညနေဆောင်သွားခဲ့ပါပြီအိမ်မှာဧည့်သည်တွေလည်းရောက်လာခဲ့ပါတယ်ဧည့်သည်တွေရောက်ရှိလာခဲ့တဲ့အခါမှာချွေမအကြီးနှစ်ယောက်လုံးသူတို့ရဲ့မိသားစုဝင်တွေနဲ့စကားပြောနေအလုပ်ရှုပ်နေကြပါတယ်မိဖို့ကန်ထဲမှာဘာတွေဖြစ်နေမလဲဆိုတာတစ်ချက်၄ယောက်မှလှည့်မကြည့်ခဲ့ကြပါဘူးကိုမလေးတယောက်ထဲဟင်းပွဲတရာလောက်ကိုချက်ပြုတ်ခဲ့ရပါသူမအခုချိန်ထိမိဖို့ကန်ထဲကနေရောက်မထွက်နိုင်သေးပါဘူးဟင်းပွဲမျိုးစုံနဲ့ထမင်းတွေအများကြီးကိုချက်ပြုတ်ထားတဲ့အပြင်မုတ်အချိုတွေကိုပါသူမပြင်ဆင်ပေးခဲ့ပါတယ်ခဏကြာမှတော့သူမဧည့်သည်တွေအားလုံးကိုကိုရိုင်းပဲထမင်းဟင်းတွေကိုတက်ခင်အခန်းကျွေးမွေးပါတယ်ကဲချွေးမလေးကိုမလေးနေဧည့်သည်တွေအားလုံးကိုအခန့်ပေးနေတာလားထမင်းဟင်းတွေအားလုံးချက်ပြုတ်တာအစိမ်းရောပြေရဲ့လားဟင်းချက်တဲ့နေရာမှာတသေးချာချာလဲမဆလာတွေထည့်ထားပါတယ်နော်ဘာမှထပ်ပြီးတော့ကစီကုန်းမနေနဲ့ကြားလားအိမ်မှာအားလုံးရှိတဲ့တေးချထက်ငါတို့ရဲ့ပွဲကိုလာတဲ့ဧည့်သည်တွေအားလုံးပျော်ရွှင်ဝမ်းသာပြီးမှပြန်တဲ့နေဒါနဲ့နင်းရဲ့မိသားစုဝင်တွေဘယ်မှာလဲသူတို့အခုချိန်ထိမလာကြသေးဘူးလားနောက်ကြလိုက်ကြတာဘာလို့ဒီလောက်တော့မှနောက်ကျနေကြတာလဲဧည့်သည်တွေအားလုံးကရောက်နေကြပြီတို့ပဲမလာသေးတာသူတို့လည်းပါတီပွဲကိုအချိန်နဲ့လာတဲ့ခါကျတော့ပြောစရာကောင်းတာပေါ့အားလုံးနဲ့အတူတူပြောလို့ရတယ်လေဟုတ်ကဲ့အမေကျမအားလုံးကိုထမင်းတွေအခန့်ကျွေးနေပါတယ်ဧည့်သည်တွေအားလုံးကလည်းကောင်းကောင်းစားနေကြတယ်အခုနောက်ပဲအမေကိုဖုန်းဆက်တယ်အမေပြောတယ်ရောက်တော့မယ်တဲ့ဒီအချိန်မှာကိုမလေးရဲ့မိဘနှစ်ပါးနဲ့သူ့ရဲ့မောင်လေးရောက်ရှိလာခဲ့ပါတယ်အမလေးလာကြပြီလားရှင်လာခဲ့မင်္ဂလာပါရှင်လာကြပါကြာလိုက်တာရှင်ဘာလို့နောက်ကျနေရတာလဲဟုတ်တယ်ကားပိတ်နေရလေကျမတို့လည်းအစောကြီးထွက်လာခဲ့တာလမ်းမှာကားပိတ်နေတော့နည်းနည်းလေးနောက်ကျသွားတယ်ကျမတို့ကားငှားတာတော်တော်လေးကိုခက်တယ်ဒီနေ့ကပိတ်ရမလားလူတွေအားလုံးကလည်းအပြင်ထွက်နေကြတာဆိုတော့ကားကလည်းကြက်တယ်ကျမတို့ကားအကြာကြီးငှားပြီးတော့မှလာနိုင်ကြပါအေးဟုတ်တာပေါ့ကျမမေ့သွားတာကျမရဲ့ချွေးမအကြီးနှစ်ယောက်လုံးရဲ့မိဘတွေကကိုပိုင်ကားရှိတော့သူတို့ကိုပိုင်ကားနဲ့လာကြတာလေအဲ့ဒါကြောင့်သူတို့အစောကြီးရောက်တယ်ကျမကအမားတို့အကြောင်းကိုမေ့သွားတာအမားတို့ကကားငှားပြီးတော့မှလာလို့ရမှာအိမ်မှာကားမမရှိတာပဲဟုတ်တယ်မလားကားတွေဝယ်ဖို့ကြွလဲအမားတို့ကအလောက်ထိချမ်းမသာဘူးလေကဲထားပါတော့အခုကျမချွေးမအကြီးနှစ်ယောက်ရဲ့မိသားစုဝင်တွေနဲ့ကျမမိတ်ဆက်ပေးမယ်လားခဲ့ဒါနဲ့ခမီးခမတ်ရေးကျွန်တော်တို့လက်ဆောင်တွေယူလာခဲ့ပါတယ်မဟုတ်အချိုလေးပါလေးပေါ့ဗျာဟုတ်ကဲ့ထားလိုက်ပါရှင်ထားလိုက်ဒါပေမဲ့ကျမတို့အိမ်မှာအားလုံးကဈေးထဲမှာရှိတဲ့ဆိုင်အကြီးကမုတ်တွေကိုပဲစားကြတာအဲ့ဒီဆိုင်မှာကထောပတ်စီအစင်းနဲ့မုတ်တွေကိုလှုပ်ပေးတာလေတကယ်အရသာရှိတဲ့စားလို့လည်းကောင်းတယ်တန့်ရှင်းတယ်ယူလာတဲ့မုတ်ကဘယ်လောက်ထိကောင်းလဲဆိုတာကြည့်မယ်လေမစားဖြစ်ဘူးဆိုလို့ရှင်လဲအိမ်မှာရှိတဲ့အလုပ်သမားတွေဘာတွေကိုကျွေးလိုက်မှာပေါ့သူတို့အတွက်လည်းဒါကနှစ်သေးဆိုတော့ပြောစရာကောင်းမှာပါကိုမကတော့ဒါတွေအားလုံးကိုမြင်တွေ့နေခဲ့ပြီးသူမနားလည်နေခဲ့ပါတယ်သူရဲ့မိဘအိမ်ကသူတွေကိုရခမကအဆက်ခွဲနေတဲ့ဆိုတာကိုလည်းသူမသိပါတယ်အဲ့ဒီအချိန်မှာသူမပါဇက်ပိတ်နေတာကသာကောင်းတယ်လို့တွေးပြီးပါဇက်ပိတ်နေခဲ့ပါတယ်ကိုမလေးရဲ့လင်ကြီးမတွေကတော့သူတို့ရဲ့မိသားစုတွေကိုအခန့်နေရတဲ့တင်မအားနိုင်ကြပါဘူးဆူရက်ကတော့ဒါတွေအားလုံးကိုမြင်တွေ့သွားပါတယ်ကဲမိမရေးသွားမင်းမိသားစုတွေအတွက်လည်းထမင်းပွဲလေးပါလေးပြင်ပေးလိုက်တော့လေအားလုံးထမင်းစားနေကြတယ်ငါတို့လည်းထမင်းစားရအောင်ကဲနေတို့နှစ်ယောက်လုံးဘာလုပ်နေကြတာလဲထမင်းစားကြမယ်လားဟုတ်ကဲ့ကျမလည်းအခုပဲထမင်းခူးတော့မလို့ပါအဖေနဲ့အမေမောင်လေးနဲ့ညီမလေးလားထိုင်ကြတခါတည်းအတူတူထမင်းဝင်စားလိုက်လေကျမတို့တခါတည်းပဲအတူတူစားလိုက်ကြတာပေါ့ကိုမလကလည်းထမင်းစားမယ်ဆိုပြီးတော့မိဖို့ကန်ထဲဝင်သွားခဲ့တဲ့အချိန်မှာထမင်းဟင်းတွေအားလုံးကုန်သွားခဲ့ပါပြီအိုးတွေအားလုံးအလုပ်ဖြစ်နေအောင်ကိုကြွေးခဲ့ရပါတယ်ထမင်းဟင်းတစ်စက်မှမကြံတော့တဲ့အခါမှာတော့သူမလည်းလမ်းဖြန့်သွားပါတယ်ဘလို့ဖြစ်တာလဲထမင်းဟင်းတွေအားလုံးကုန်သွားတာလားငါဒီလောက်ထိအများကြီးချက်ထားတာဘလို့စားလိုက်ကြလို့ကုန်သွားရတာလဲဒီအချိန်မှာသူယောက်ျားမိဖို့ကန်ထဲဝင်လိုက်လာခဲ့ပြီးတော့ပြောပါတယ်ဘာဖြစ်တာလဲအဆင်ပြေရလားဘာလို့ဒီလောက်တောင်မှစိတ်ပြက်နေရတာလဲမင်းရဲ့မိသားစုဝင်တွေအားလုံးနဲ့အတူတူငါလည်းထမင်းထိုင်စားမယ်ထမင်းခူးတော့လေသူတို့အားလုံးလာကြတဲ့ကဘာမှလည်းမစားရသေးဘူးကြောင်တောင်လေးနဲ့ရပ်နေကြရတယ်သူတို့အခုလိုဖြစ်နေရဘယ်ကောင်းပါမလဲဘာထမင်းခူးရမှာလဲဒီမှာလဲကြည့်အောင်ဘာထမင်းမှမကြမ်းတော့ဘူးကျမထမင်းတွေခင်းတွေအများကြီးကိုချက်ထားခဲ့တာတော်တော်များများလေးချက်ထားတာပါမိဖို့ခံထဲမှာဘာမှလည်းမရှိတော့ဘူးအခုလိုမျိုးအပြင်မှာသွားပြောလိုက်မယ်ဆိုရင်တော့ဘလောက်တောင်မှမျက်နှာပြလိုက်မလဲရှင်ခဏလေးကျမတခုစီစဉ်လိုက်မယ်နော်ဒါဘလို့ဖြစ်တာလဲမင်းပထမတွေကထမင်းဟင်းတွေအများကြီးချက်ထားတယ်ဆိုရင်ထမင်းဟင်းတွေကရုတ်တရက်ကြီးအလောက်မြန်ဘလို့ကုန်သွားတာလဲထိုးဆန့်လိုက်တာကောင်းပြီလေငါလည်းအမေနဲ့ငါရဲ့မကြီးတွေကိုဒီအကြောင်းသွားမေးကြည့်လိုက်အောင်မယ်မမေးပါနဲ့မမေးနဲ့ထားလိုက်တော့ဧည့်သည်တွေအများကြီးရှိနေတာဧည့်သည်တွေကြားတယ်သူတို့ကိုဒီလိုသွားမေးရင်အဆက်ခွဲပါတယ်ဆိုပြီးတော့ပြောနေကြအောင်မယ်ပြဿနာဖြစ်သွားမယ်ကျမအားလုံးစားဖို့အတွက်နောက်ထပ်တစ်ခုလုပ်လိုက်မယ်ခဏလေးပဲကြာမှာပါသူတို့စောင့်နိုင်တယ်ရတယ်ထားလိုက်တော့မင်းပြန်မလုပ်တော့နဲ့ပြင်ပန်းပါတယ်ဈေးထဲကနေပြီးတော့ပဲငါတစ်ခုအော်ဒါလှမ်းမှာလိုက်မယ်ဒီလောက်ထိအမြန်တော့မင်းလည်းလုံးနိုင်မှာမဟုတ်ဘူးမဟုတ်တာဈေးရဲကနေမှားလိုက်မယ်ဆိုရင်တော့အားလုံးအရသာတီးကုန်ကြလိမ့်မယ်ရှင်ဘာမှလည်းစိတ်ပူမနေပါနဲ့ကျမလုပ်မယ်ကိုမလေးမိသားစုဝင်တွေအချိန်ကြာကြီးထိုင်ဆောင်နေပါတယ်သူမလည်းမိဘတွေကိုအားနာလို့နဲ့အတွက်ကိုရိုင်းချက်ပြုတ်နေခဲ့တဲ့အချိန်မှာပဲ
အားလုံးဝင်လာကြပါတယ်နင်ဘာဖြစ်လို့ပူရီထက်ကြော်နေရတာလဲထမင်းဟင်းတွေအများကြီးကြံနေလေသူရဲ့မိသားစုတွေကိုထမင်းပူပူဟင်းပူပူကျွေးကျင်တယ်ဖြစ်မှာပေါ့ကျမတို့အားလုံးကိုတော့အေးဆက်နေရတွေပဲကျွေးခဲ့တယ်သူရဲ့မိသားစုဝင်တွေကိုကြတော့ကောင်းကောင်းကျွေးကျင်နေတာသူရဲ့မိသားစုဝင်တွေကဒီလိုအရသာရှိတဲ့ဟင်းတွေစားဖို့မှလည်းမဟုတ်ပါဘူးထမင်းတွေအများကြီးကြံသေးတာကိုဘာဖြစ်လို့ထက်ချက်နေရတာလဲငါတို့မှာပတ်စံရှိတယ်ဆိုတာနဲ့နင်ဖြုံးတင်းနေလို့ဘယ်ရမလဲနောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူရဲ့ကွာခြားချက်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ကဲသားတို့ရေသားအကြီးနဲ့သားငယ်ဘယ်မှလဲ။အမေသားဒီမှာပါ။ကဲနောက်တစ်ယောက်ကရောဘယ်သွားနေလဲ။မသိဘူးလေအမေရဲ့။ကဲထားတော့မသိဘူးဆိုလို့ရှင်လဲထားလိုက်တော့ငါဒီနေ့ဘာချက်ထားလဲသိလား။နေကျုပ်အရန်ကြိုက်တဲ့ဟင်းကိုငါချက်ထားတယ်။ဟာကောင်းတာပေါ့အမေရဲ့တကယ်လား။တကယ်ပေါ့ဒီမှာချက်ထားတယ်လားကြည့်။အမြန်ဆုံးခြေလက်မျက်နှာဆေးပြီးရင်လာခဲ့နော်။ဟုတ်ကဲ့ပါအမေရဲ့ဟုတ်ကဲ့ကောင်းလိုက်တာအမေကတော့လေကျွန်တော်တို့ရဲ့အကြိုက်ကိုအမြဲတမ်းဂရုစိုက်ပေးတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်အမေဒီနေ့ကတော့အရသာရှိထမင်းစားရတော့မယ်အမေရဲ့ဒီပုံမြင်လေးကတော့ရွာတရွာမှာနေထိုင်တဲ့အမျိုးသမီးတယောက်ရဲ့အကြောင်းပါသူကသူ့ရဲ့သားနှစ်ယောက်နဲ့အတူတူနေထိုင်နေပါတယ်မန်ဂျစ်ကတော့သားအကြီးဖြစ်ပြီးဒယ်ဂျစ်ကတော့သားငယ်ပါယောက်ျားဖြစ်သူကတော့ယောဂနဲ့ကွဲလွန်သွားခဲ့တာကြားပါပြီအမေကသားနှစ်ယောက်လုံးကိုတော်တော်လေးရုန်းကန်ပြီးတော့ပြူစုပြောချောင်ပေးခဲ့တာပါအမေကသူ့ရဲ့သားနှစ်ယောက်လုံးကိုအရာရှိကြီးတွေဖြစ်စေခြင်းခဲ့ပါတယ်သူ့သားလေးတွေဘဝမှာအောင်မြင်နေတာကိုသူတော်တော်လေးမြင်ကျင်ခဲ့ရပါဒါပေမဲ့စင်ရဲမွဲတေမှုကတော့သူ့ရဲ့ရန်သူဖြစ်နေခဲ့ပါတယ်သူ့သားနှစ်ယောက်လုံးကိုရှောက်ဖွေကျွေးမွေးပညာသင်ကြားပေးဖို့အတွက်မိခင်ဖြစ်သူကိုယ်တိုင်ကထမင်းဆိုင်တေးသေးလေးဒီဇိုင်းဖွင့်ထားပါတယ်အဲ့ဒီဆိုင်မှာသူကထမင်းဟင်းမျိုးစုံကိုချက်ပြုတ်ရောင်းချပေးပါတယ်ဒီလိုနဲ့တရမှာတော့အမေကျွန်တော်တို့ဘယ်အချိန်ထိဒီလိုပုံစံအတိုင်းနေရအောင်မလဲဒီလိုပုံစံမျိုးပဲနေရမယ်ဆိုရင်တော့အဆင်မပြေဘူးလေအမေရဲ့ဘာလို့ပြောချင်တာလဲသားလေးရဲ့အခုလိုမနေတော့အမေတို့ကဘလို့နေကြရမလို့လဲအမေကလည်းကျွန်တော်ပြောချင်တာကဘယ်အချိန်ထိအခုလိုဆင်းရဲမွဲတေစုပ်ပြတ်စွာနဲ့နေရမှာလဲဆိုပြီးတော့ပြောနေတာဘာလို့လဲသားလေးရဲ့နေစင်းစားထားတဲ့အကြံဉာဏ်လေးပါလေးရှိလို့လားအကြံဉာဏ်ရှိတယ်ဆိုလို့ရှင်လည်းပြောစမ်းပါသားရဲ့အမေတို့လည်းသိချင်သေးတယ်ရှိတယ်အမေရဲ့သားမအကြံဉာဏ်တွေအများကြီးရှိတယ်သားတို့မိသားစုဝင်တွေအားလုံးမျိုးပေါ်မှာတက်ပြီးတော့နေကြမလားအဲ့ဒီမှာဆိုရင်တော့နေရထိုင်ရချောင်းလိုက်မယ်သားတို့မျိုးပေါ်တက်ပြီးထမင်းဆိုင်ဖွင့်မယ်အဲ့ဒီမှာဆိုရင်အမြက်လည်းပိုးရမယ်အမေရဲ့အမလီမျိုးပေါ်တက်ပြီးထမင်းဆိုင်ရဖွင့်ကျင်သေးတယ်နင့်ကိုအရင်နေ့ကဘသူပေးမှလဲအဲ့ဒီမှာငါတို့ကိုကြီးပေးမဲ့သူတွေပေါ်များနေလို့လားအဲ့ဒီမှာမြေကလည်းပိုဈေးကြီးတယ်ဟဲ့သိရလားမသိရင်ငါတို့မျိုးပေါ်တက်ပြီးရနဲ့5 star စားတောက်ဆိုင်ဟိုတယ်ဖွင့်နိုင်မှာကြာနေရောပဲအမေကလည်းအဲ့လိုမပြောပါနဲ့ကျွန်တော်တို့မှာဘိုးဘွားပြပင်အစင်ဆက်ပိုင်းဆိုင်လာခဲ့တဲ့မြေကြီးတွေရှိနေရပဲဒါတွေကိုရောင်းပြီးတော့သွားမယ်လေမေရဲ့ဘယ်အချိန်ထိရွာမှာပဲနေမလဲအခုလိုမျိုးရွာမှာပဲနေမယ်ဆိုရင်တော့ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးဒီမှာတော့အဲ့ဒါသားဖေထားခဲ့တဲ့နောက်ဆုံးမြေအမှတ်တရလေးပဲအမေအဲ့ဒီမြေကိုဘယ်တော့မှထိမှာမဟုတ်ဘူးအဲ့ဒါကိုခဏလေးထားလိုက်နေမျက်စောင်းထိုးမနေနဲ့အမေတို့ဒုက္ခရောက်တဲ့အခါကျရင်အဲ့ဒီမြေကိုပဲအားကိုးရမှာသားရဲ့ဟုတ်တယ်အကိုရဲ့ဟုတ်တယ်အမေပြောတဲ့စကားမှန်တယ်မင်းပါဇက်ပိတ်ထားစမ်းပါဘာတွေဝင်ရှာရှည်နေရလဲမင်းကဘာသူပြောခိုင်းလဲတော်ပြီဘယ်သူနဲ့မှစကားမပြောချင်တော့ပြောလဲပို့ပဲပြောပြီးနောက်မှာတော့သူကလည်းစိတ်ဆိုးဒေါသထွက်နေတဲ့အတွက်ထွက်ခွာသွားပါတယ်အမေကတော့သားလေးကိုတော်တော်ရှင်းပြရပါတယ်ဒါတော့မှသားအကြီးကတော့မြေကိုရောင်းချင်တယ်ဆိုပြီးတော့ကြည်ကြနေခဲ့ပါတယ်အမေဖြစ်သူကပိုင်ဆိုင်နေတဲ့မြေလေးကိုရောင်းချပေးပြီးတော့အငွေခွဲပေးလိုက်မယ်ဆိုရင်တော့သားဖြစ်သူကမြို့ပေါ်ကိုသွားပြီးကော်ဖီဆိုင်အကြီးကြီးဖွင့်မှာပါသူကလည်းဒါကိုပဲတွေးနေပါတယ်အမေကလည်းသူ့သားကိုဘယ်လိုမှပြောဆိုမရတဲ့အဆုံးမှာတော့သူလည်းစိတ်ပြတ်စွာနဲ့ပြောပါတယ်ကောင်းပြီသားရေကောင်းပြီနင်းရဲ့သဘောဆန္ဒအတိုင်းပဲအမေလုပ်ပေးလိုက်မယ်ဒါနဲ့နင်မြို့ပေါ်ကိုတက်ပြီးတော့ဘာလုပ်မလဲသားရေဘာလုပ်ရမှာလဲမေမြို့ပေါ်ကိုတက်မယ်စားတောက်ဆိုင်ဖွင့်ခြင်းလဲဖွင့်မယ်မဟုတ်ရင်ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်မယ်အဲ့ဒီဆိုင်မှာကျွန်တော်မဟုတ်အမျိုးစုံရောင်းမယ်မျိုးကောက်တွေကြိုက်တဲ့မဟုတ်တွေပေါ့ကျွန်တော်မျိုးမှာနေပြီးပတ်စံတွေအများကြီးရှာသွားနိုင်လိမ့်မယ်အဲ့ဒီခါကျရင်တော့အမေနဲ့ညီလေးဘာမှစိုးရင်ပူပန်စရာမလိုတော့ဘူးနှစ်ယောက်စလုံးတော့အဆင်ပြေသွားလိမ့်မယ်ကောင်းတာပေါ့အကိုရဲ့ကောင်းတယ်ကျွန်တော်လည်းအားပေးတယ်ဒါဆိုရင်တော့အကိုအဆင်ပြေတဲ့အခါကျရင်တော့မော်တော်ဆိုင်ကယ်တစ်စီးလောက်ဝယ်ပေးပါနော်ဒါပေါ့ညီလေးရဲ့ဝယ်ပေးမှာပေါ့ဘာဖြစ်လို့မဝယ်ပေးရမလဲနောက်ဆုံးမိခင်ဖြစ်သူကလည်းမတတ်သားတဲ့အဆုံးသားဖြစ်သူရဲ့ဆန္ဒတွေဖြည့်ဆည်းပေးဖို့အတွက်သူတို့ပိုင်တဲ့လျာမြေလေးကိုရောင်းချပေးခဲ့ပါတယ်။မြေတွေကိုရောင်းချပြီးရလာတဲ့တဝက်ကိုတော့သားအကြီးဖြစ်သူကိုသူကပေးခဲ့ပါတယ်။ဒါဆိုရင်တော့အမေသားသွားတော့မယ်ကိုဟာကိုလည်းဂယူးဆိုင်ပါအောင်နော်။အေးပါသားလေးရဲ့အေးပါသားလည်းကိုဟာကိုဂယူးဆိုင်ကြလား။ဒါပေမဲ့ရွာကိုလည်းပြန်လာခဲ့နော်။မျိုးမကြီးပဲနေမနေနဲ့အမေတို့ကိုလည်းမေ့မသွားနဲ့အောင်သားရဲ့ဒီလိုနဲ့မန်ဂျစ်ကလည်းပတ်စံတွေယူပြီးမျိုးပေါ်ကိုတက်လာခဲ့လိုက်ပါတယ်။အချိန်တွေကတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးနောက်မှာညီကိုနှစ်ယောက်လုံးလည်းလက်ထပ်သွားခဲ့ကြပါတယ်။မန်ဂျစ်ကမျိုးပေါ်တက်ပြီးခစ်ဆန်နဲ့စင်မရန်ဆိုတဲ့မိန်းကလေးတယောက်နဲ့တွေ့ပါတယ်။သူလည်းသူ့ကိုလက်ထပ်လိုက်ပါတယ်။ရွာမှာကြာနေခဲ့တဲ့အမေကတော့တာအငယ်လေးကိုသူသဘောကျတဲ့မိန်းကလေးတယောက်ကိုရှာပြီးတော့လက်ထပ်ပေးခဲ့ပါတယ်။စူပရီကတော့ထမင်းဟင်းချက်ပြုတ်တာအရန်တော်ပါတယ်။စင်မရန်ကလည်းထမင်းဟင်းချက်ပြုတ်ရတာတော်ပါတယ်။ဒါပေမဲ့ချွေးမနှစ်ယောက်လုံးမှာကွာခြားချက်တွေကတော့အများကြီးပဲရှိနေခဲ့ပါတယ်။အမေထမင်းစားတော့မယ်လေလာခဲ့ပါကျမဒီနေ့အာလူပလာတာလေးလောက်ထားတယ်သီလားအရန်စားကောင်းမဲ့ပုံစံလေးပဲလာကြည့်ပါအောင်မေ
ဒီနေ့ဘာတွေချက်ထားတယ်အာလူပလာတာဟုတ်လားထူးထူးဆန်းဆန်းပါလားဒါဆိုရင်ငါ့ကိုလည်းအမြန်ဆုံးထည့်ပေးလိုက်တော့ငါအရန်ဖိုက်စာနေပြီအလုပ်လည်းသွားရအောင်မယ်သားမီးနှစ်ယောက်သားအာပါတရအာလူပလာတာတွေကိုစားခဲ့ကြပါတယ်ဒီနောက်မှာတော့သားဖြစ်သူကလည်းပြောလိုက်ပါတယ်ကောင်းတော့ပဲဟုတ်တယ်ကောင်းတယ်နော်ချွေးမလေးနေကြောတယ်ဒါပေမဲ့ငရုတ်တီနည်းနည်းလေးများနေတယ်အမေတို့ကအဆက်သိမ့်မစားနိုင်ဘူးသမီးရဲ့အဆက်တာနည်းနည်းလေးရှော့ထည့်မယ်ဆိုရင်တော့ပလာတာရီရဲ့အရသာကတကယ်ကိုအမခံပဲတိတ်စားကောင်းတယ်ဟုတ်ကဲ့ပါအမေရဲ့ကျမနောက်ထမင်းဟင်းချက်ပြုတ်တဲ့အခါကျရင်ငရုတ်တီရှော့ထည့်မယ်နော်ဒါနဲ့လေအမေရဲ့ဟင်းချက်တဲ့လက်ရကကျမရဲ့ဟင်းချက်လက်ရထက်အများကြီးပိုကောင်းတာဆိုတော့အမေဟင်းချက်ပြုတ်နေရင်ကျမတင်ချင်တယ်ကျမကိုလည်းတင်ပေးပါအမေချက်ထားတဲ့ဟင်းတွေကိုစားလိုက်လို့ရှိရင်လေမြစ်တာတွေပြေးဝနေတယ်လို့မျိုးပဲတိတ်စားကောင်းတာကျမလည်းအဲ့လိုမျိုးချက်ပြုတ်တတ်ချင်တယ်ရှင်အေးကောင်းပါပြီချွေးမလေးရဲ့ကောင်းပါပြီဒါဆိုရင်တော့ဒီနေ့ညနေငါဟင်းချက်တဲ့အခါကျရင်တေးချလာကြည့်ထားလေအေးပါအမေရှိရထမင်းဟင်းချက်ပြုတ်တဲ့လက်ရကိုတင်မယ်ဆိုလို့ရှင်လေတသေးချချတင်တော့ဟုတ်ကဲ့ပါကျမတေးချတင်ထားလိုက်ပါမယ်ဟုတ်ပြီလားရှင်းရလဲလေရှင်စိတ်ပူမနေပါနဲ့သားကြီးဖြစ်သူကတော့မြို့မှာရှိတဲ့သူ့ရဲ့မိန်းမနဲ့အတူတူနေထိုင်နေရင်းနဲ့ကော်ဖီဆိုင်အကြီးကြီးကိုလည်းဖွင့်ထားခဲ့ပါတယ်သူတို့နှစ်ယောက်ကမြို့မှာအဆင်ပြေနေခဲ့ပြီးရွာမှာကြံနေခဲ့တဲ့အမေနဲ့ညီလေးကိုတော့လုံးဝကိုမေ့သွားပါတယ်တစ်ဖက်မှာရွာမှာကြံနေခဲ့တဲ့အမေကလည်းသူ့သားအငယ်လေးနဲ့ချွေးမအငယ်လေးနဲ့အရန်ကိုဝမ်းသာပျော်ရွှင်စွာနဲ့နေထိုင်နေပါတယ်ဒါပေမဲ့ကံကြမ္မာရဲ့အလှည့်ပြောင်းတွေဆိုတာကအခုချိန်ထိကြံနေပါသေးတယ်တရက်မှာတော့မိခင်ဖြစ်သူရုတ်တရက်ကြီးမေ့လဲသွားပါတယ်နောက်သူလေးဖြတ်သွားပါတယ်မိခင်ဖြစ်သူရဲ့အခြေအနေကိုမြင်တွေ့ခဲ့ရတဲ့အခါမှာသားငယ်လေးလည်းအရန်ကိုစိုးရင်သွားပါတယ်။ရွာမှာစိတ်ဆက်ကူသားနေမယ်ဆိုရင်မဖြစ်နိုင်ဘူးဆိုတာကိုသိတဲ့အတွက်သူလည်းချက်ချင်းမြို့ပေါ်ကိုခေါ်လာခဲ့လိုက်ပါတယ်။ဆရာဝန်ကလည်းမိခင်ဖြစ်သူလေးဖြတ်သွားတယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါကြောင့်စေကူဖို့အတွက်အချိန်တွေအများကြီးကုန်မှာပါ။တပတ်ကြတဲ့အထိလင်မယားနှစ်ယောက်သားအပြင်မှာအခန်းခါပြီးတော့နေကြပါတယ်။ပတ်စံကုန်သွားခဲ့တဲ့အခါမှာတော့သူကလည်းအကိုဖြစ်သူကိုဖုန်းဆက်အကြောင်းကြားအကူကြီးတောင်းခံခဲ့ပါတယ်။အော်ညီလေးရဲ့အကိုမပတ်စံဘလို့ရှိမလဲ။ဆိုင်ကကြီးတယ်ဆိုတော့ပတ်စံကပြန်ထည့်နေရတာကွာအိတ်တောင်းဆိုင်နေရတယ်ငါလည်းအဆင်မပြေတော့မပေးနိုင်ဘူးရတဲ့အမျက်တွေအကုန်လုံးကိုကော်ဖီဆိုင်နဲ့ပြန်ထည့်ရတာလေပြီးတော့ခက်ခဲတယ်ငါမင်းကိုအိမ်မှာလဲခေါ်ထားလို့မဖြစ်ဘူးငါတို့အိမ်မှာအခန်းလေးတစ်ခန်းနဲ့ပဲရှိတာငါတို့လင်မယားနှစ်ယောက်တောင်မှနေရထိုင်ရတာကျဉ်းကျက်တယ်ရပါတယ်ကိုရရပါတယ်ကိစ္စမရှိပါဘူးကျွန်တော်တခုခုစီစဉ်လိုက်မယ်နော်အမှန်တကယ်မှအကိုအကြီးဖြစ်သူကညီငယ်လေးကိုလိန်ပြောလိုက်တာပါသူတို့ရဲ့ဇီဝအခြေအနေကတော်တော်လေးကိုကောင်းမွန်နေခဲ့ရပါကော်ဖီဆိုင်မှာနောက်ထပ်မြညိုအစ်စ်တွေအများကြီးထုတ်ပြီးသူတို့ရောင်းနေခဲ့ပါတယ်အဲဒီကရတဲ့အမျက်ငွေတွေကနေတာမှမဟုတ်တာဒီအကြောင်းတွေကိုညီငယ်လေးကလည်းသိနေပါတယ်ဒါပေမဲ့လည်းသူကတော့သူ့ကိုယ်နဲ့တိတ်ပြီးတော့အငင်းမပွားချင်တော့ပါဘူးအဲ့ဒီနေ့ညနေခင်းရောက်ရှိသွားတဲ့အခါမှာတော့ဒီပုံစံတိုင်းဆိုရင်တော့ကျမတို့ပတ်စံတွေအားလုံးကုန်သွားလိမ့်မယ်ဒါဆိုရင်ကျမတို့အမေကိုကျမတို့ဘယ်လိုစေကူတာပေးကြမလဲတခုခုလုံးဝဖြစ်တော့မယ်နဲ့တူတယ်နော်ဟုတ်တယ်နင်ပြောတဲ့စကားမှန်တယ်ဒါပေမဲ့ဘာလို့ရမှာလဲကြံနေရဲ့ပတ်စံနဲ့ကျမတို့ဆိုင်ကန်တခန်းငှားကြမယ်ပြီးရင်ကျမတို့ရွာမှာလုပ်ခဲ့တဲ့အတိုင်းပဲပေါ့ထမင်းဟင်းချက်ပြုတ်ပြီးတော့ရောင်းကြမယ်ထမင်းဆိုင်ဖွင့်မယ်ရှင်ဖြစ်ပါမလားကွာငါတို့ကမြို့ပေါ်ကပုံစံတွေကိုနားလဲတာမဟုတ်ဘူးမြို့မှာလူတွေဘယ်လိုမျိုးထမင်းရောင်းကြလဲဘာကိုချက်ပြီးဘာကိုကျွေးမလဲဒါနဲ့ကျမပြောအောင်မယ်မြို့မှာကဆိုင်တွေကလည်းအများများတယ်ပီဇာတို့ဘာကာတို့ဆိုတာကနေရာစုံမှာရောင်းချနေတာရွာထမင်းရွာဟင်းဆိုလို့ရှိရင်တော့တိတ်ပြီးတော့မရောင်းကြဘူးကျမတို့ရွာဟင်းရွာထမင်းကိုပဲရောင်းမယ်ဆိုရင်ရောဘယ်လိုလဲကျမထင်တယ်လို့ပြောရမယ်ဆိုရင်တော့ရွာဒလိထုံတန်းဆလာတွေကိုကြိုက်တဲ့သူတွေအများကြီးရှိအောင်ပါပဲကျမတို့ထမင်းဆိုင်လေးနည်းကြီးလာမှာပေါ့ရှင်အေးဟုတ်တယ်နော်မင်းပြောတာတဘာဝကြတယ်ဘလို့မဆိုငါတို့စမ်းကြည့်မှဖြစ်မယ်အခုရွေးချယ်စရာလမ်းကလည်းမရှိတော့ဘူးလေကန်ကျမကအရန်ကိုစမ်းကြဲလွန်ပါတယ်သူတို့လင်မယားနှစ်ယောက်သားဆိုင်ကန်းလိုက်ရှာနေရင်အကိုအကြီးဖြစ်သူရဲ့ဆိုင်အရှိတဲမှာပဲဆိုင်ကန်းရှာတွေ့သွားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးညီငယ်လေးကလုံးဝကိုသိမနေခဲ့ပါဘူးနောက်နေ့မှမိမဖြစ်သူကသူမကိုယ်တိုင်ပဲရိုးရဒလေးဟင်းတွေကိုချက်ပါတယ်နေပါအောင်မင်းတို့နှစ်ယောက်ဒီမှာဆိုင်လာဖွင့်ထားတယ်ငါတို့ရှိကပတ်စံချီတာပတ်စံမပေးတာနဲ့ပဲတတ်ငါတို့ဒုက္ခလာပေးနေရလားမင်းတို့ကဆွေမျိုးတွေမဟုတ်ပဲရန်သူတွေပဲငါတို့ဆိုင်ရှိမှတော့ဆိုင်လာဖွင့်နေသေးတယ်တကယ်ကောင်းတွေကျွန်တော်မသိပါဘူးအကိုရဲ့ဒီအရှိရဆိုင်ကအကိုဆိုင်ဆိုတာကိုကျွန်တော်တကယ်မသိခဲ့ဘူးဒါနဲ့နေပါအောင်နင်တို့ဘာတွေချက်နေကြတာလဲရွာဟင်းရွာထမင်းချက်ပြီးရောင်းနေကြတာလားဒါမျိုးနော်နင်တို့ရွာမဟုတ်ဘူးဒါမျိုးတွေကိုရွာကသူတွေပဲစားကြမှာမျိုးကသူတွေမကြိုက်ဘူးငါတို့လိုမျိုးအဲကွန်ဖွင့်ထားတဲ့ကော်ဖီဆိုင်ရဲ့အရှိမနင်တို့ပန်ကတော့မရှိတဲ့ဆိုင်လေးအဆင်ပြေမယ်လို့ထင်နေလားကြည့်ရတာရှင်ရဲ့ညီယူသွားပြီနဲ့တူတယ်ဒီမှာမကြီးဘာမှလာပြီးတော့ရိုင်းပြမနေနဲ့ကျွန်တော်တို့ခမားနဲ့စကားမပြောချင်ဘူးထွက်သွားလိုက်တော့လင်မယားနှစ်ယောက်တော့ထွက်သွားခဲ့ကြပါတယ်သူတို့လည်းပြောခံရတဲ့စကားတွေအတွက်အတော်လေးစိတ်ထိခိုက်သွားကြပါတယ်ဒါပေမဲ့သူတို့ကလည်းရွာဒလေးရွာဟင်းတွေကိုချက်ပြုတ်ရောင်းချပြီးပတ်စံရအောင်ရှာပြမယ်ဆိုပြီးဆုံးဖြတ်ခဲ့ကြပါတယ်နောက်နေ့မှာသူကလည်းရွာဟင်းရွာထမင်းဆိုပြီးတော့ဆိုင်ပုတ်ထောင်ထားခဲ့ပါတယ်လင်မယားနှစ်ယောက်လုံးကလည်းထမင်းဟင်းတွေကိုမီးမွေးပြီးတော့ကိုယ်တိုင်ချက်ပြုတ်ကြပါတယ်မွေပြနေတဲ့အနံ့လေးနဲ့ဝဲသူတွေအားလုံးကိုဆွဲဆောင်နိုင်သွားပါတယ်တဖြည်းဖြည်းနဲ့မြို့ပေါ်ကသူတွေကသူတို့ရဲ့စားတောက်ဆိုင်လေးကိုသဘောကျလာခဲ့ကြပါတယ်အားလုံးကလည်းရွာဟင်းရွာထမင်းစားခြင်းပြီးဆိုရင်တော့သူတို့ဆိုင်ကိုပဲလာကြပါတယ်
3 လအတွင်းမှာပဲသူတို့ဆိုင်ကအခြေအနေအရန်ကောင်းလာပါတယ်သူတို့ကိုယ်တိုင်ဟင်းတွေမချက်ပြုတ်နိုင်ခဲ့တဲ့အခါမှာတော့ဝေတာတွေသမင်းဟင်းချက်ပြုတ်ပေးမဲ့သူတွေအများကြီးခေါ်ခန့်ထားခဲ့ရပါတယ်တစ်ဖက်မှာမိခင်ဖြစ်သူကစေကူတာမှုအလုံးလုံးရရှိသွားခဲ့တဲ့အတွက်ကြောင့်မို့လို့တဖြည်းဖြည်းနဲ့ကျမ်းမာရေးပြန်လည်ကောင်းမွန်ခဲ့ပါတယ်လာနေငယ်ကြသွားတော့သူလည်းလုံးဝနေကောင်းသွားပါပြီဒီနောက်မှာတော့ဘလို့လဲတာအဆင်ပြေတယ်မလားအဆင်ပြေတာပေါ့အမေရဲ့မြို့မှာရှိတဲ့သူတွေအကုန်လုံးကိုရွာဟင်းရွာထမင်းဘလောက်ကောင်းလဲဆိုတာကိုတတ်သိပြနေရလေဒီနောက်မှာတော့အကိုအကြီးဖြစ်သူရဲ့ဆိုင်ဘက်ကိုလှည့်ကြည့်လိုက်တော့ဆိုင်မှာလူတယောက်တောင်မရှိတော့ပါဘူးသူတို့နှစ်ယောက်လုံးလည်းစိတ်ပြတ်စွာနဲ့နှစ်ဖူးထုနေခဲ့ကြရပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်